ကျမပထမဦးဆုံးဓမ္မတာလာတာလို့အထင်ရောက်အောင်လို့စကတ်ကိုခိုးပြီးမလိုက်ပြီးပေါင်ကိုအပ်နဲ့တမင်ထိုးလိုက်ပါတယ်ပြီးတော့ကြောက်သွားသလိုဟန်ဆောင်ပြီးအမေကိုသွေးစွန်းနေတဲ့စကတ်ပြလိုက်တယ်အမေကလည်းကျမတကယ်ပဲဓမ္မတာလာနေပြီထင်ပြီးအခန်းထဲကိုမြန်ခေါ်သွားတယ်ဒါဟာတကယ်တော့အမေကိုအခန်းထဲခေါ်ပြီးကျမဖုန်းထဲကဓာတ်ပုံတွေကိုပြဖို့တမင်ကြံစီထားတဲ့အရာပါဖုန်းထဲမှာမိသားစုအတော်များများရဲ့ဓာတ်ပုံတွေနဲ့ပြည့်နေတယ်အမေကတော့ကျမဘာကိုဆိုလိုချင်တာလဲဆိုတာမသိခဲ့ပါဘူးကျမတို့မိသားစုကိုအားလက်ရက်အပန်းဖြေဖို့ဖိတ်ခေါ်ခဲ့တဲ့ပထရစ်ကတကယ်တော့လူသက်သမားတစ်ယောက်ဖြစ်ပြီးဓာတ်ပုံတွေကမိသားစုတွေအားလုံးအသက်ခံလိုက်ရပြီလို့အမေကိုပြောပြလိုက်တယ်အမေကတော့ကျမပြောတာကိုမယုံခဲ့ပါဘူးနောက်ပြီးပထရစ်ရဲ့စကားမပြောနိုင်တဲ့သားလေးနဲ့ဘောလုံးကစားနေတော့သူကဘောလုံးကိုတမင်အဝေးကိုပစ်လိုက်ပြီးသွားကောက်သလိုဟန်ဆောင်ခဲ့တယ်လို့လည်းရှင်းပြလိုက်တယ်အေဘယ်ကကျမကိုဂိုတောင်တကားစီခေါ်သွားပြီးဂိုတောင်ထဲကိုဝင်သွားခဲ့တယ်ပြီးတော့သူ့ဖေစီကခိုးယူလာတဲ့တော့နဲ့ညဒီအောက်ခန်းတကားကိုဖွင့်လိုက်တယ်။ကျမအောက်ကိုဆင်းသွားတဲ့အခါတွေးလိုက်ရတဲ့အရာတွေကြောင့်လမ်းဖြတ်သွားခဲ့ရတယ်။ကြောပိုးအိမ်မျိုးနဲ့ဖုန်းချို့ကိုတွေးလိုက်ရတယ်။ကျမဘာလို့ရမှန်းမသိခင်မှာပဲအေဘယ်ကအဲဗန်တစ်ခုကိုထုတ်ပြီးကျမကိုပြလိုက်တယ်။ဒါဟာဒီကိုအပန်းဖြေလာခဲ့တဲ့မိသားစုတိုင်းရဲ့ဓာတ်ပုံတွေပါ။ကျမဓာတ်ပုံတွေကိုကြည့်ပြီးဇဝေဇဝါဖြစ်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဓာတ်ပုံတိုင်းမှာအဲ့ဒီမိသားစုတွေနဲ့အတူပထရစ်လည်းပါနေလို့ပါအေဘယ်ကပထမဆုံးဓာတ်ပုံကိုထပ်ပြလိုက်တဲ့အခါမှအဲ့ဒီလူဟာတကယ်တော့အေဘယ်ရဲ့အဖေရင်းဖြစ်တယ်ဆိုတာသိလိုက်ရတယ်။သူ့မှာရှာရှိခဲ့ပေမဲ့ပထရစ်ကသူ့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်လိုက်မှကြောက်တဲ့အတွက်ကက်ကြီးနဲ့ဖျက်ပစ်ခဲ့တာပါ။ပြီးတော့ပထရစ်ရဲ့နောက်ထပ်ပြစ်မှတ်ကကျမတို့မိသားစုပဲဖြစ်တယ်လို့အေဘယ်ကပြောပြခဲ့တယ်။ဒါတွေအားလုံးကိုသိပြီးတဲ့နောက်ကျမဖုန်းနဲ့ဓာတ်ပုံတွေရိုက်ယူခဲ့ပြီးအမေကိုပြောပြလိုက်တယ်။အမေကကျမတို့မိသားစုတစ်ခုလုံးကိုအမြန်ခေါ်ပြီးထွက်သွားခြင်းပေမဲ့ပထရစ်ကိုရိပ်မိမှဆိုလို့အဖေကိုခေါ်ပြီးအကြောင်းစုံပြောပြခဲ့တယ်ပြီးတော့ကျမဓမ္မတာလာနေလို့စိတ်မကြည်ဖြစ်နေပြီးအိမ်ပြန်ချင်နေတယ်လို့မူသားစကားပြောခဲ့တယ်။ကျမတို့ရဲ့ရည်ရွယ်ချက်ကိုသိသွားပြီးတဲ့နောက်ပထရစ်တို့ဇနီးမောင်နှံဟာညရစ်ဆန်ခြင်းမပြုဘဲကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမေကကျမတို့ကဘီးပေါက်နေတာကိုသတိထားမိလိုက်တယ်။တက်နိုင်သမျှမြန်ထွက်သွားနိုင်ဖို့မတိကျင်အောင်ဆောင်ပြီးခိုးထွက်ဖို့စူးစမ်းခဲ့ကြတယ်။ဒါပေမဲ့ပထရစ်ကရုတ်တရက်ခမားတို့ကတခုခုဖြစ်နေသလားလို့မေးလိုက်တယ်။ဒါကအဖေကိုအယမ်းထိတ်လန့်သွားစေတယ်။အဖေကအကူအညီတောင်းဖို့လုပ်နေတော့မှပဲပထရစ်ကသူမြန်ပြင်ပေးနိုင်တဲ့အတွက်မလိုပါဘူးလို့ပြောခဲ့တယ်။အဖေကလည်းအလောတကြီးမလုံမိအောင်လို့သူ့ရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တယ်သူကားဘင်းကိုမြန်ပဲပြင်ပေးလိုက်တယ်ကျမတို့လည်းအချိန်မဆွဲရဲတော့ပဲကားပေါ်ကိုမြန်တက်ပြီးထွက်လာခဲ့တယ်ဒါပေမဲ့ခြံထဲကနေထွက်ခွာလာတော့မှကျမထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရလိမ့်မယ်လို့ဘသူကသိမှာလဲ